WhatsApp ပဲဒီကျွန်တော်ကတော့ K ပဲဖြစ်ပါတယ်အခုဆိုရင်တကဘာလုံးကရင်ခုန်နေကြတဲ့2026 World Cup ကမ္ဘာဖလားကြီးကရောက်လို့လာပြီပဲဖြစ်ပါတယ်ဘောလုံးပွဲကြီးုံတင်မကဘဲနဲ့ကျွန်တော်တို့ယောက်ျားလေးတွေအတွက်ကမ္ဘာဖလားဆိုတာအကြီးမားဆုံးရင်အခုံရဆုံးပွဲကြီးတစ်ခုလည်းဖြစ်ပါတယ်ညီကိုတို့တတိထားမိလားခုခေတ်မှာဘောလုံးအင်ကြီး football jersey တွေကကွင်းထဲမှာမဟုတ်တော့ဘဲနဲ့လမ်းမပေါ်တွေအထိနေရာယူလာတဲ့ bloco aesthetic fashion အဖြစ်အရန် trend ဖြစ်လာပါတယ်ညီကိုတို့အနေနဲ့ကိုကြိုက်တဲ့အသင်းရဲ့ jersey တွေကိုဒီတိုင်းဝေ့ယုံတင်မကဘဲနဲ့အထာကြကြဝလို့ရအောင်ကျွန်တော်ကဒီနေ့တေချာလေးရှင်းပြပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ရှေ့ဝေးပြောမနေပဲကျွန်တော်တို့ဗီဒီယိုကိုစလိုက်ကြရအောင်ကဲကျွန်တော်တို့အရင်ဆုံး time travel လုပ်ပြီးတော့ခီးသွားမယ့်အချိန်ကတော့1930ခုနှစ်ပထမဆုံးကမ္ဘာဖလားကျင်းပတဲ့ခေတ်စီကိုပဲဖြစ်ပါတယ်အဲ့ဒီခေတ်တုန်းကဘောလုံးအင်ဂျီဆိုတာက fashion design ဆိုတာလုံးဝမရှိသေးဘူးဗျကစားသမားတွေဝေရတဲ့အင်ဂျီတွေကတကယ်ကိုထူထဲပြီးလေးလံနဲ့တိုးမွေး heavy wool တွေနဲ့ချုပ်ထားပြီးတော့အင်ဂျီလေပင်တွေမှာကျဲသီးတွေပါတယ်လို့တခါတလေကျိုးတီရတဲ့ collar တွေလည်းဖြစ်နေတတ်ပါတယ်ညီကိုရိုပဲစဉ်းစားကြည့်ပါပွဲကစားလို့ချွေးထလိုက်ရင်ပဲဖြစ်ဖြစ်မိုးရွာရင်ပဲဖြစ်ဖြစ်အဲ့ဒီအင်ဂျီတွေကရေတွေကိုစုပ်ယူပြီးတော့အရန်လေးလာပြီးပြေးရတာတကယ်ကိုအခက်ခဲမှုတစ်ခုလို့ဖြစ်ခဲ့ပါတယ်ဘောင်းမီတူတွေကလည်းဒူးနာအထိရောက်တဲ့အပြင်ဖက်နက်တွေကလည်းလေးလံနဲ့တရီအကျန်းကြီးတွေဝေခဲ့ကြရတယ်1960နဲ့1980ခေတ်ရောက်တဲ့အခါအကြီးမားဆုံး revolution တစ်ခုဖြစ်ခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့ color TV ရောင်စုံရုပ်သံ TV တွေပေါ်လာပဲဖြစ်ပါတယ်။ကမ္ဘာတဝန်းကလူတွေက TV မှာအယောင်စုံမြင်ရပြီဆိုတော့နိုင်ငံအလိုက်ကိုယ်ပိုင်အယောင် identity ကိုထင်ထင်ရှားရှားပြဖို့လိုလာတယ်။ဒီနေရာမှာ Brazil ရဲ့ရွှေဝါရောင်အင်ကြီးနဲ့စိမ့်ပြရောင်အနာသက်ဒီဇိုင်းကတကဘာလုံးကကလေးကအစလူကြီးအစုံအကုန်ဆွဲလန်းသွားရလောက်အောင် iconic ဖြစ်ခဲ့ပါတယ်။အင်ကြီးသားပိုင်းမှာတော့ပေါ့ပါတဲ့ cotton blends ချီတာအနုတွေတုံးလာပြီးတော့ collar တွေကိုဖြုတ်လေဝိုင်း crew neck တွေနဲ့လက်တူပုံစံတွေကိုစလုပ်လာကြတယ်ဒီခေတ်မှာပဲ Adidas နဲ့ Puma တို့လိုအားကစားအမှန်တစိတ်တွေဟာဂျာစီစာချုပ်တွေအတွက်ပြိုင်ဆိုင်မှုပြင်းထန်လာပြီးတော့ fashion ဆန်နဲ့တစိတ်အသေးစားလေးတွေကိုအင်ကြီးပေါ်မှာစတင်ထည့်သွင်းလာခဲ့ကြတယ်1980ခေတ်ကိုရောက်တဲ့အခါချီတာကော်တွန်ခေတ်ကလုံးဝကုံဆုံးသွားပြီးတော့ 100% polyester ခေတ်ကိုရောက်လာပါတယ်။အင်ကြီးတွေကပေါ်ပါသွားတယ်။ထွေးချောက်မြန်လာတယ်။ဒီခေတ်ရဲ့ထူးခြားချက်ကအင်ကြီးပေါ်မှာ brand logos တွေဥပမာ Adidas ရဲ့ three stripes ကိုလက်မောင်းတွေရင်ဘတ်တွေမှာတိတိတတ်တာအကွက်ကျဒီဇိုင်းပေါ်လာပဲဖြစ်ပါတယ်။1986မှာ Maradona ရဲ့ Argentina ကောင်းကင်ပြာနဲ့အဖြူစင်းဂျာစီက fashion လောကမှာယနေ့အထိအယောင်ရဆုံး retro ပစ္စည်းတစ်ခုဖြစ်သွားစေတဲ့အထိကိုအင်အားကြီးမားခဲ့ပါတယ်။ကဲအခုကျွန်တော်ပြောနေတဲ့ bloco streetwear ရဲ့အသက် fashion သမိုင်းရဲ့အမိုက်ဆုံးရွှေခေတ် golden era ကတော့1990ပြည့်နှစ်တွေပဲဖြစ်ပါတယ်။ဒီခေတ်မှာ computer printing နည်းပညာတွေကတိုးတက်လာတော့ jersey တွေပေါ်မှာရိုးရိုးရှင်းရှင်းအယောင်တွေမဟုတ်တော့ဘဲနဲ့လျှက်စီးကြောင်းပုံတွေ geometry အကွက်တွေနဲ့တကယ် graphic masterpiece တွေကိုရေရဲဝံ့ဝံ့ထည့်သွင်းလာကြတယ်။ဥပမာ1998 Mexico အင်ကြီးရဲ့တကူလုံးကExtra နဖျားပုံကိုရိုက်နှိပ်ထားတဲ့ဒီဇိုင်းမျိုးတွေပဲဖြစ်ပါတယ်။ပြီးတော့ fashion ကလည်း hip hop kit နဲ့တွဲနေတော့ဂျာစီတွေကိုအပွားကြီး oversize fit တွေပခုံးသွေးကြနေတဲ့ပုံစံတွေချုပ်ခဲ့ကြတယ်။ဒါကြောင့်လည်းအခု2026မှာလူငယ်တွေကအဲ့ဒီ 90s vintage jersey တွေကိုအသေးအတန်လိုက်ချပြီးတော့ streetwear အဖြစ်ပြန်လည်ဝတ်ဆင်နေကြတာပဲဖြစ်ပါတယ်။2000ခုနှစ်နောက်ပိုင်းမှာတော့နီးပညာကအဓိကနေရာယူလာတယ်။အင်ကြီးတွေကကစားသမားတွေရဲ့ခန္ဓာကိုယ်နဲ့ကက်ရက်ဖြစ်မဲ့ slim fit တွေလေဝင်လေထွက်ကောင်းတဲ့ mesh panels တွေချွေးစုံမြန်တဲ့နီးပညာတွေကိုသုံးလာကြတယ်။ဒါပေမဲ့ကွင်းထဲမှာကစားသမားတွေအတွက်အရန်ကောင်းသွားပေမဲ့လမ်းမပေါ်မှာ fashion အဖြစ်ဝတ်ဖို့ကြတော့နည်းနည်းကြက်ကြက်ထုတ်ထုတ်ဖြစ်သွားတယ်။အဲဒါကြောင့်မလို့အခု2026မှာကမ္ဘာအဆင့်မီ brand ကြီးတွေကကွင်းတွင်း performance touch ရောလမ်းမပေါ်မှာ oversize အမိုက်စားဝတ်လို့ရမယ့် 19th lifestyle design ရောကိုပေါင်းစပ်ပြီးတော့ bloco fusion အဖြစ်ထုတ်လုပ်လာကြပဲဖြစ်ပါတယ်။ဒါကြောင့်ဘောလုံးဂျာစီတမိုင်းကြောင့်ကိုကြည့်ရင်အားကစားတသက်ကနေယနေ့ခေတ်မှာလူငယ်တွေရဲ့ lifestyle fashion အဖြစ်တဖြည်းဖြည်းမြင့်တက်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်ဆက်ပြီးကျွန်တော်အနေနဲ့အလှဆုံးလို့ထင်တဲ့ World Cup football jersey လေးတွေကိုပြောပြပေးခြင်းပါတယ်။ဒီနှစ်2026ရဲ့အလန်းဆုံး jersey top 5ထဲကနံပါတ်5နေရာမှာရှိနေတာကတော့အာရှရဲ့ဂုဏ်ဆောင် Japan home kit ပဲဖြစ်ပါတယ်။ Japan အင်ကြီးတွေက fashion လောကမှာအမြဲတမ်းနေရာရနေကြပါ။ဒီနှစ်2026မှာတော့ပိုပြီးထူးခြားသွားတာကရိုးရိုးအပြာရည်မဟုတ်ဘဲနဲ့ electric blue ကိုသုံးထားပြီးတော့အင်ကြီးအောက်ပိုင်းကနေအပေါ်ပိုင်းကိုပြန်တက်သွားတဲ့ mission design fire flame အဲ့လိုမျိုးကိုထည့်ထားတာပဲဖြစ်ပါတယ်။ဒါက90ခုနှစ်တွေက Japan အသင်းရဲ့အမိုက်စာ vintage
style ကိုပြန်အသက်သွင်းထားတယ်လို့ပြောလို့ရတယ်ဂျပန်အင်ကြီးတွေရဲ့ထုံးစံအတိုင်းပိတ်ပိန်ရှိရှိကောင်းလေးနဲ့အရန်လိုက်ဖက်ပြီးတော့စေကျော်သက်လူငယ်တွေ street wear ဝတ်ဖို့အတွက်လိုက်ဖက်ဆုံးဒီဇိုင်းပဲဖြစ်ပါတယ်နံပါတ်၄နေရာမှာတော့ Key Fashion ရဲ့အသေးဆွဲ South Korea Home Kit ပဲဖြစ်ပါတယ်။ Korea အင်ကြီးကတော့လူငယ်ဆန်ဆန် bright wear အယောင်တောက်တောက်ဝတ်ချင်တဲ့သူတွေအတွက်အကောင်းဆုံးပါပဲ။ Nike ကနေဒီနှစ်မှာ Global Red လို့ခေါ်တဲ့အရန်ဆွဲဆောင်မှုရှိတဲ့အနည်းအကိုအခြေခံပြီးတော့တစိမ့်တွေကို Premium ဆန်ဆန်ရွှေရောင် gold trim လေးတွေနဲ့အနာသက်ပေးထားပါတယ်။ပိုမိုက်တာကအင်ကြီးသားရဲ့လေဝင်လေထွက်ပေါက်ကို Korea ရဲ့တင်ကေတာဖြစ်တဲ့ကြားစင်းပုံစံဒီဇိုင်းဖော်ထားတယ်။ဒါကြောင့်ဒီဂျာစီကအသားဖြူဖြူကောင်လေးတွေနဲ့ဆိုရင်လုံးဝကိုထင်ရှားပြီးကောင်မလေးတွေပါငေးရတော့တဲ့ fight ကိုရစီမှာပဲဖြစ်ပါတယ်နံပါတ်3ကတော့အားလုံးမျှော်လင့်နေကြတဲ့ Mexico Home Kit ပဲဖြစ်ပါတယ်။အင်ကြီးစုဆောင်သူတွေရဲ့အတိုက်ဆုံး 90s vintage jersey ကိုပြပါဆိုရင်1998က Mexico အင်ကြီးကထိပ်ဆုံးကပါပါတယ်။ဒီနှစ်2026မှာ Adidas ကအဲ့ဒီသမိုင်းဝင်ဒီဇိုင်းကြီးကိုခင်မိပြီးတော့ပိုချစ်လက်တဲ့ပုံစံနဲ့ပြန်ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။အစိမ်းရောင် base ပေါ်မှာတစ်ထည်လုံးအပြည့်ရိုက်နှိပ်ထားတဲ့ extra ရင်ကျေးမှုနှစ်ပေရာ graphic ပုံကြီးကတကယ်ကိုအမှုပညာမြောင်လုံးပါတယ်။ Levin collar ကို2ရောင်ဆက်သုံးထားပြီးတော့ Adidas ရဲ့ three stripes ကိုပိုထူထူကြီးလုပ်ပေးထားပါတယ်။ဒါကတော့ street wear သမားတွေလုံးဝလက်မလွတ်တဲ့ masterpiece တွေကတစ်ခုပါပဲ။နံပါတ်2ကတော့ Adidas နဲ့ Germany တို့ရဲ့နောက်ဆုံးလက်သွဲမှုဖြစ်တဲ့ Germany Home နဲ့ Away နှစ်ထည်လုံးပဲဖြစ်ပါတယ်။ Adidas ကစာချုပ်မကုန်ရင်သူတို့ရဲ့အကောင်းဆုံးအမွေနှစ်ကိုချန်ထားခဲ့တာဗျ။ Home Kit ကတော့ clean ဖြစ်တဲ့အဖြူအောင်ပေါ်မှာ1990ကမ္ဘာဖလားတုန်းကလို့ Germany အလံ3ရောင်ဆက် Chevron တောင်းချွန်ဒီဇိုင်းကိုသုံးထားလို့တကယ်ကို minimalistic ဆန်ဆန်လမ်းကျင်တဲ့သူတွေအတွက်ကွက်တီပါပဲ။ဒါပေမဲ့ပို့ပြီးတော့ risks ယူထားတာကတော့သူတို့ရဲ့ Away Kit ပဲဖြစ်ပါတယ်။အစင်လာရောက်ဝတ်နေကြအစိမ်းရောင်တွေမဟုတ်တော့ဘဲနဲ့ collegate navy လို့ခေါ်တဲ့အပြာရင့်ရောင် base ပေါ်မှာခင်မီရဲ့ digital pattern တွေထည့်ထားတာပဲဖြစ်ပါတယ်။ဒါကြောင့် Germany Home ကတည်ငြိမ်ပြီးလူကြီးလူကောင်ဆန်တဲ့ street fight ကိုပေးနိုင်တယ်လို့အဝေးကတော့လှုပ်ဝက်ဆန်းပြပြီးတော့ခက်မိုက်မိုက် cyberpunk ပုံစံမျိုးကိုပြေးစမ်းနိုင်ပါတယ်။ကဲအခုဆိုရင်ကျွန်တော်ရဲ့နံပါတ်1အလန်းဆုံးဂျာစီနေရာကိုရောက်လို့လာပြီဖြစ်ပါတယ်။အမှန်တိုင်းပြောရရင်ဒီနေရာကိုတသိန်းနဲ့ပေးဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့ပြောလို့ရတယ်။ကျွန်တော်ကတော့2026ရဲ့အကောင်းဆုံးနံပါတ်1ဂျာစီနေရာမှာနှစ်ထည်ကိုပူးတွဲပြီးတော့ပေးလိုက်ခြင်းနဲ့အဲ့ဒါကတော့ Portuguese Special Edition Kit Argentina Away Kit တို့ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ညီကိုတို့အတီးဆုံးဖြစ်မှာပါ။ဒါကကမ္ဘာဘောလုံးသမိုင်းရဲ့အကြီးကျယ်ဆုံး greatest of all time GOAT နှစ်ယောက်ဖြစ်တဲ့ Messi နဲ့ Ronaldo တို့ရဲ့နောက်ဆုံးကမ္ဘာဖလားပွဲ The Last Stand ဖြစ်လာနိုင်လို့ပဲဖြစ်ပါတယ်။ဒီတော့ brand ကြီးတွေဖြစ်တဲ့ Adidas နဲ့ Puma ကလည်းသူတို့ရဲ့အရှင်သခင်တွေအတွက် design ကိုအပီးပြင်းချပြလာကြတယ်။အရင်ဆုံး Portuguese ရဲ့ Black Kit ကတော့ Puma လက်ရဖြစ်တဲ့အတွက်တကယ်ကို lifestyle fashion ဆန်လှုပ်ဝက်ဆန်းပြပြီးတော့အထားကျလွန်းတယ်လို့ပြောလို့ရတယ်။တစ်ထည်လုံးကို deep black အနက်ရင်ရောင်သုံးထားပြီးတော့ရင်ဘက်က Portuguese cracks နဲ့ Puma Cat logo ကိုတော့ premium ဆန်ရွှေအောင်တောက်တောက်လေးတွေကို highlight လုပ်ထားတယ်။အင်ကြီးရဲ့အသားမှာလည်း Puma ရဲ့နီးပညာသုံးလေဝင်လီထွက်ပတန်အစင်းလေးတွေပါဝင်နေလို့ဝတ်လိုက်ရင်တောက်တောက်ဖြောက်ဖြောက်ဖြစ်တဲ့ညီကိုရေဆိုပိုတောင်ဖြောက်သွားတယ်လို့ပိန်တဲ့ညီကိုရေအတွက်ဆိုရင်လေလူကောင်ပိုပြီးတော့ဒူးတယ်ကြည့်တယ်လို့ဖြစ်စေနိုင်ပါတယ်။တခြားတစ်ဖက်မှာလည်း Argentina Away Kit ကိုကြည့်လိုက်ပါအမဲရောင် base ပေါ်မှာ Argentina ရဲ့ယဉ်ကျေးမှုကိုပေါ်ညွှန်းတဲ့ကောင်းကင်ပြရောင် swirling pattern တွေကိုလှလှပပထည့်သွင်းပေးထားပြီးတော့ Adidas ကသူတို့ရဲ့ကန်နဝင် Trify logo ကိုသုံးထားတယ်လို့ street wear ဆန်ဆန်ဝတ်ရင်လုံးဝကိုအထာကျစေပါတယ်။ Adidas ရဲ့ Argentina jersey ကကောင်းကင်ပြရောင်နဲ့ဆက်ထားတယ်လို့လူငယ်ဆန်ဆန် dynamic ဖြစ်တဲ့ street wear fight ကိုပေးနိုင်ပြီးတော့ Puma ရဲ့ Portuguese Special Edition Kit ကတော့ရွှေရောင်နဲ့ဆက်ထားတယ်လို့ပို့ပြီးတော့ premium ဆန်ပြီးတည်ငြိမ်ခက်မိုက် luxury street wear ပုံစံကိုပြီးဆွဲနိုင်ပါတယ်။ကဲအင်ကြီးအကြောင်းလေးတွေတည်ပြီးပြီဆိုတော့ဘလို့ဘောင်းမီတွေနဲ့ default ball jersey တွေတွဲဝတ်ရမလဲဆိုတာကိုအတူချုံလေးပြပြပေးချင်ပါတယ်။ပထမဆုံးတစ်ခုကတော့ jorts တွေပဲဖြစ်ပါတယ်။အခုခေတ်မှာအလန်းဆုံး trend ကတော့ loose fit jorts တွေနဲ့တွဲဝတ်တာပါပဲ။ဘောလုံးအင်ကြီးကို oversize ယူပြီးတော့အောက်ကဒူးဖုံးနဲ့ jeans jorts တွေနဲ့တွဲဝတ်ရင်တကယ်19 street wear fight ကိုရစီပါတယ်။ဒုတိယတစ်ခုကတော့ cargo pants တွေပဲဖြစ်ပါတယ်။အိတ်ကအများကြီးပါတဲ့ cargo ပေါင်းမီပေါ့ပေါ့ရောင်ရောင်တွေနဲ့ဝင်ရင်အောက်ပိုင်းကိုဒူးတယ်ကြီးတယ်လို့ပြပေးနိုင်တယ်လို့လူကောင်သေးတဲ့သူတွေပိန်တဲ့သူတွေအတွက်ပိုကြီးကောင်းစေပါတယ်။တတိယတစ်ခုကတော့ denim jeans တွေပဲဖြစ်ပါတယ်။ jean မောင်မီကတော့ကိုယ်စိတ်ကြိုက်ပုံမူတည်ပြီးတော့ baggy fit or straight fit စသဖြင့်ရွေးချယ်လို့ရပါတယ်။ဒီjean မောင်မီတွေကလည်း jersey တွေနဲ့တွဲဝင်မယ်ဆိုရင်ပေါ့ပေါ့ပပနဲ့အထာကျတဲ့ look ကိုရရှိစေမှာပဲဖြစ်ပါတယ်။
ဒါရီနေမကသေးပဲဖက်နက်တွေကလည်းတီချာရွေးချယ်တတ်ဖို့လိုအပ်ပါတယ်ဖက်နက်နေရာမှာတော့ဘောလုံးအင်ကြီးဖြစ်တဲ့အတွက် retro turret sneakers တွေနဲ့အလိုက်ပဲဆုံးပါပဲဥပမာ Adidas Samba Gazelle သို့မဟုတ် special တို့လိုဖက်နက်အပါတွေနဲ့ဝတ်တာကBlock Cool Fashion ရဲ့အသက်ဖြစ်ပြီးတော့ညီကိုရဲ့ outfits တစ်ထည်လုံးကို clean ဖြစ်သွားစေနိုင်ပါတယ်။တကယ်လို့ခါကိုပေါင်းပြီးပွားပွားတွေဝတ်ထားတယ်ဆိုရင်တော့ chunky sneakers တွေဖြစ်တဲ့ New Balance 9060သို့မဟုတ် Nike Air Force 1တို့လိုဖက်နက်တူတူတွေကတွဲဝတ်လိုက်ရင်တကယ်ကိုအချိုးအစား proportion ညီမျှပြီးတော့ကြီးကောင်းစေမှာပဲဖြစ်ပါတယ်။နောက်ဆုံးပြောချင်တဲ့အကြောင်းအရာကတော့ accessories တွေပဲဖြစ်ပါတယ်။ကိုက accessories အများကြီးမဝတ်ချင်ရင်တော့ swivel chain လေးဖြစ်ဖြစ်လက်စွပ်လေးဖြစ်ဖြစ်နိုင်လေးပဲဖြစ်ဖြစ်ဝတ်စေချင်ပါတယ်။ဒါတွေကလည်းညီကိုရဲ့ outfits ကိုနောက်တစ်ဆင့်ပိုမြင့်တင်ပေးနိုင်ပါတယ်။ပြီးရင်လည်းကိုယ့်ရဲ့ဂျာစီရောင်နဲ့လိုက်ဖက်မဲ့အုတ်ထုပ်တွေသို့မဟုတ်ဘန်နာနာတွေကိုလည်းတေချာလေးဝတ်ထားဖို့ကြံပေးပါတယ်။ကဲဒါတွေကတော့အခုရောက်လာပြီဖြစ်တဲ့2026 World Cup မှာကျွန်တော်အကြိုက်ဆုံးဂျာစီတွေရဲ့အဆက်ဆက်သော World Cup ဂျာစီရဲ့တမိုင်းကြောင့်နေတာမကအားပေးမဲ့ညီကိုတွေအတွက်ကိုအားပေးမဲ့အသင်းရဲ့ဂျာစီကိုဝတ်တဲ့အခါအထာကြကြဘလူတွေပေါင်းဆက်ဝတ်ဆင်ရမယ်ဆိုတာတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ညီကိုတို့အနေနဲ့လည်းဘဲဂျာစီတွေကိုကြိုက်ပြီးဒီနှစ်မှာဘဲအတွင်းတွေကိုအားပေးသွားမလဲဆိုတာအောက်က comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။အတိတ်တော့ fashion အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါဦးမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်